ကျွန်တော်နောက်လာပေါ့နော်နောက်လာ match လာမှာကျွန်တော်နိုင်ငံခြားခီးတော့ဖို့ရှိတယ်ကျွန်တော်အမေနဲ့အမတယောက်လည်းပါမယ်အဲ့ဒါဘယ်နိုင်ငံခြားလဲဆိုတော့ကျွန်တော်တရုတ်ခီးစဉ်ပေါ့နော်တရုတ်ခီးစဉ်ကိုကျွန်တော်အလဲသွားမယ်ဒီညအိမ်9ရက်ခီးတကယ်ကိုပျော်ရွှင်မဲ့ခီးလည်းဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်မျှော်လင့်เนาะအဲ့ချိန်မှာဘာပါမလဲဆိုတော့အခုပုံမှန် hotpot ကြီးလေ hotpot ဆိုတာထက်ကပ္ပဂင်းနဲ့စံချေဝင်တဲ့ hotpot ဆိုင်ပေါ့နော်အကြီးဆုံးကပ္ပမှာအကြီးဆုံးအထက်အမြင့်အများကြီးရှိတယ် hotpot ဆိုင်နဲ့တွားမယ်ပြီးရင်ချို့လူတွေလေမိရထားစီးပြီးတော့ရှာပါဇက်ထဲဝင်သွားတဲ့ဟာတွေလေအဲ့ဟာလည်းကျွန်တော်ရောက်မယ်ဗျာကျွန်တော်မသိသေးဘူးနောက်ခါကျတော့ချုပ်ချင်းဆိုတော့တရုတ်နိုင်ငံရဲ့ Cyber Park City လို့ပြောကြတယ်လူတွေကတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်လည်းတရုတ်ကိုကြိုက်တယ်ဘာလို့ဆိုတော့ကျွန်တော်တရုတ်ကိုဝါသနာပါလို့ကြိုက်တယ်ဘယ်လိုပဲပြောကျွန်တော်တရုတ်ရမ်းကြိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တရုတ်ကိုရမ်းကြိုက်ပါတယ်